မင်္ဂလာပါရိုးရာဆေးပညာမှကြိုဆိုပါတယ်ခင်ဗျာဒီနေ့ပြောပြမယ်ဆေးဘက်ဝင်အပင်ကတော့ကစွန်းရိုးနီပင်ပဲဖြစ်ပါတယ်ကစွန်းရိုးနီအပင်ကိုဆေးအဖြစ်အပင်ကိုအသုံးပြုပါတယ်ကစွန်းရိုးနီအပင်ကိုပြုတ်ရည်ပြုလုပ်ပြီးတောက်ပေးခြင်းဖြင့်ခန္ဓာကိုယ်အတွင်းအဆိပ်အတောက်တွေဖယ်ရှားပေးပါတယ်ဖောခြင်းညောင်းညာကြိုက်ခဲခြင်းအိမ်မပျော်ခြင်းကိုယ်နှမကောင်းခြင်းဥမကြီးကိုတဆင်ပေးပြီးသဲကြေအညစ်ကြေးများကိုလည်းဖယ်ရှားပေးစေပါတယ်အသေးသမားများအတွက်ကစွန်းရိုးနီပြုတ်ခြင်းဖြင့်အသေးကိုတဆင်ပေးပြီးအညစ်ကြေးများကိုအဆိပ်တောက်များခန္ဓာကိုယ်အတွင်းမလိုအပ်တော့အဆိပ်များကိုဖယ်ရှားပေးပါတယ်ဆေးချက်နည်းကတော့ကစွန်းရိုးနီ15ပင်ကိုယူပြီးထန်းခညက်3ခဲစားနည်းနည်းပြုတ်တောက်ပါရေနွေးချမ်းပကံလုံးနဲ့နံနက်တစ်ခွက်ညတစ်ခွက်တောက်ပေးပါနှလုံးကြောက်ကပ်သဲကြေယောဂနှင့်စီးလဲကောင်းစေပါတယ်